အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ Hentrisa ဖြစ်ပါတယ် Miss Grand Mandalay 2026ကိုစားပြုဖြစ်ပါတယ်အင်္ဂလိပ် major ဒုတိယနှစ်ပေါ့နော်နောက်ပြီးတော့ဒီတခြားစီးပွားရေး business လည်းလုပ်ပါတယ်ဟုတ်ဆိုတော့တမီးမင်းကလည်းပြန်နေဘာကြောင့်ဒီနေ့ပြန်လာပြန်လာလဲဆိုတော့သိချင်ပါလေဘာကြောင့်ပြန်လဲဆိုတော့ပေါ့နော်ဒီ page ထဲမှာ platform တွေကိုအကုန်လုံးလေ့လာလိုက်တယ်အရင်နေ့ကလည်းပြိုင်နေဒါပေမဲ့ပြန်ခံပတ်မယ်ဆိုတော့ဒီ Miss Grand ဝယ်ပြန်ခံပတ်တက်လာတခြားဒီ page platform တွေကိုပြန်ပြီး join တင်လာပေါ့နော်ကိုနဲ့ဘယ်ဟာကပို့ပြီးကိုက်နေမှုရှိလဲအရင်နေ့ကလည်းပြိုင်ခဲ့ရဆိုတော့ကိုရဲ့အားနည်းချက်တွေအားတာချက်တွေကိုလည်းသိခဲ့ရတယ်အဲ့အချိန်မှာဒါပြန်ပြီးတော့မှတုံးတက်တဲ့အခါမှာ Miss Grand ကကိုအတွက်ဒါအဆင်ပြေဆုံးလို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာအရင်နေ့ကလည်းကိုမှလုပ်ပြခဲ့တဲ့အရာရှိတယ်ထပ်ပြီးတော့မှလည်းကိုယ့်ရဲ့အားနည်းချက်တွေကိုအားတာချက်ဖြစ်ဘယ်လိုမျိုးပြောင်းလဲရမလဲဆိုတော့ဒီ Miss Grand ရဲ့အထာကိုကောင်းကောင်းကြီးဒီတည်သွားတာပေါ့တည်ရဲ့အချိန်မှာဒီ platform တစ်ခုကကိုယ့်အတွက်အပြောင်းလဲနိုင်ဆိုကိုချပြဖို့အကောင်းဆုံး platform တစ်ခုလို့ထင်တယ်ဘာလို့လဲဆိုတော့တခြား page တွေထက်ဒီ platform တစ်ခုကပို့ပြီးကိုယ့်အတွက်လည်းရှေ့ရောက်စေမယ်နောက်ပြီးတော့မှဒီ women တွေရဲ့ power တွေလှုပ်ဆောင်နိုင်စွမ်းတွေလောက်ကင်နိုင်စွမ်းတွေကိုဒီ Miss Grand ကနေချပြခြင်းနဲ့နောက်ပြီးတော့မှပြည်သက်တွေရဲ့အမြင်မှာရောစိတ်ထဲမှာရောတကယ်ကိုစစ်မှန်တဲ့ကွင်းတရားဖြစ်လက်ခံလာနိုင်အောင်ဒီထူးခြားပြခြင်းနဲ့အားကြောင့် Miss Grand ကိုထပ်မံပြီးလာပြန်ရှင်းပြရကြည့်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဆိုတော့တမီးဒါလာမယ်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်လုပ်ချင်တဲ့ project ရှိလားအဲ့ဒါ project ကဘာလဲဘာကြောင့်လဲလုပ်ချင်တဲ့ project ရှိလားဆိုတော့ရှိပါတယ်ဒီ Tracer ကကျတော့ကျေးလက် data တခုကနေမဖွားခဲ့တဲ့မျိုးသမီးတယောက်ဖြစ်တယ်အဲ့ဒီအတွက်ဒါ Tracer တို့ရဲ့ဒါဟို level မှာဆိုလို့ရှိရင်ပညာရေး education အရင်အားနေရပေါ့နော်အရင်အားနေတော့အဲ့ဒီပြဿနာတစ်ခုကို Tracer အနေနဲ့ဒါ promote လုပ်ချင်တယ်နောက်ပြီးတော့မှတကယ်ကို quality ရှိတဲ့ပေါ့နော် quality education တစ်ခုကို Tracer ကဖော်ဆောင်သွားချင်တယ်ဘာလို့ဆို Tracer ကိုယ်တိုင်လည်းပညာရေးမှာဒါအားနေတယ်လို့ပြောလို့မရပါပဲဒါဒီဘက်ကဒီပေါ့နော်တကယ်အခုလိုမျိုးဒါမြို့တွေမှာတက်ပြီးတော့မှကိုယ်တိုင်ဒီလူမှုတိုင်းဝိုင်းပတ်ဝန်းကျင်တစ်ခုမှာရှင်တန်ရတဲ့အခါမှာကျတော့အရင်လိုအပ်ချက်ရှိသွားရဲဆိုတာ Tracer ကို Tracer လည်းနားလဲတယ်အဲ့အတွက်လည်းဒါထပ်ပြီးလည်းအများကြီးလည်းပြုပြင်ပြင်ဆင်ပြောင်းလဲမှုတွေအများကြီးလုပ်နေတယ်ဒါအခုဆိုလို့ရှိရင်လည်းဒါlanguage ပိုင်းမှာကိုကအားနေဆိုတာလည်းသိတယ်ဒါပေမဲ့အဲ့ဒီအတွက်ကိုဒါဆရာကြီးရဲ့နဲ့တခြားသောဒီ page ဒီ knowledge sharing ဒါဆရာတွေနဲ့အများကြီးလေ့လာသင်ယူနေတယ်အဲ့ဒီအတွက်လည်းထပ်ပြီးပြောင်းလဲနိုင်မယ်ဆိုတော့လည်းကိုယ့်ကိုယ်ယုံကြည်တယ်ဟုတ်အဲ့ဒီအတွက်ဘာလဲဆိုတော့ဒီ platform တစ်ခုကိုအသုံးချပြီးတော့မှလုပ်ချင်တဲ့အရာကတော့ education ဖြစ်တယ်ဒီ Tracer တို့ရဲ့ကြီးလက် data မှာကျန်းမာရေးဌာနတွေလည်းမရှိဘူးနောက်ပြီးတော့မှဒီပညာရေးဘိုင်းမှာလည်းအားနေတယ်အဲ့ဒီအတွက်ကလေးတွေကို Tracer တို့လိုမျိုးမဖြစ်အောင်ဒါနောင်လာမဲ့ဒါကြီးလက် data မှာရှိတဲ့မွေးဖွားလာမဲ့ကလေးတွေအတွက်ကိုရှေ့ဆောင်လမ်းပြတယောက်အနေနဲ့လုပ်သွားခြင်းနဲ့ဟုတ် Okay ဆိုတော့ Miss Grand မှာ sorry ပါ excuse me Miss Grand မှာတယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဖြစ်လာဖို့အတွက်သမီးစီမှာရှိရတဲ့အကြီးမားဆုံးအဟန့်တာတစ်ခုကဘာလဲဟုတ် Miss Grand မြန်မာဖြစ်လာဖို့စားအတွက်ကြီးမားဆုံးအဟန့်တာကဒီ language ဘိုင်းပေါ့နော် communicate ကိုအားသိမရသေးဘူးဒါပေမဲ့အဲ့ဟာကလည်းဒါအခြေတစ်ခုပေးမယ်ဆိုလို့ရှိရင်ပြုပြင်ပြောင်းလဲနိုင်တဲ့ဒါအချက်တစ်ခုလို့တော့ထင်တယ်ဘာလို့ဆိုတော့ဒီ Miss Grand ကိုပြန်ပြီးခံပတ်လာဖို့ဒီအချိန်နည်းနည်းလေးမှတောင်မှကိုယ့်ကိုအများကြီး transfer လုပ်နိုင်နေဆိုတာလဲကိုယ့်ကိုလည်းသိရပြိသက်တွေလည်းဒါအားလုံးကိုမြင်မယ်လို့လည်းယုံကြည်ရပေါ့နော်ထပ်ပြီးတော့မှလည်းဒါ international ကိုသွားမယ်ဆိုလို့ရှိရင်လည်းဒီထက်မကားတဲ့ဒါ transfer တွေပြောင်းလဲမှုတွေနဲ့အများကြီးပြိသက်တွေကိုအားရအောင်လှုပ်ဆောင်သွားဖို့စားအတွက်စိတ်ခွန်အားတွေအပြည့်ရှိပါတယ်ဟုတ် Hentrisa ကိုစလုံးတစ်လုံးနဲ့ပေါ်ပြရမယ်ဆိုဘာစလုံးဖြစ်မလဲအရန်ကိုယ့်ကိုတတ်မှတ်မယ်ဆိုရင်တကယ်အရန်တတ်မှာရဲ့မျိုးသမီးတယောက်လို့တတ်မှတ်ချင်ပါတယ်ဟုတ်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ Tracer ကငယ်လေးတွေကလည်းဟိုဘယ်လိုပြောမလဲအသက်10နှစ်အောင်ပြီးတည်း18နှစ်လောက်တည်းကကိုယ့်ဘာသာကိုပတ်ဆက်ရှာတဲ့မျိုးသမီးတယောက်ပါအိမ်ကနေလက်ဖြတ်တောင်းနေဆိုတာမျိုးမရှိခဲ့ဘူးရှားရတယ်ဒါပေမဲ့ဒါအခုပြန်ဝဲဝင်တဲ့အချိန်မှာကျတော့ကိုမနိုင်တဲ့အမောင့်တစ်ခုဒါဖြစ်လာတဲ့အခါမှာဆိုတော့မိဘရဲ့ supporting အားတော့အရင်တော့လိုလိုက်အဲ့အချိန်မှာမိဘရေရှိကနေဒါခွင့်တောင်းပြီးတော့မှတော့သူတို့ရဲ့ supporting ကိုယူရတယ်ကိုကိုတိုင်းလည်းဒါလုံနိုင်အောင်လည်းကြိုးစားရတယ်ငယ်တွေကလည်းလုပ်ခဲ့တယ်ဘာလို့ဆိုတော့လုပ်ငန်းတစ်ခုတည်းလည်းလုပ်တတ်တဲ့မျိုးသမီးတယောက်မဟုတ်ဘူးဒီစီးပွားရေးဘိုက်လည်းလုပ်တယ်နောက်ပြီးအိမ်မှာဆိုလို့ရှိရင်ဒီဇိုင်နာဆိုတော့ဆက်လက်ချုပ်တယ်တခြားသောဒီအိမ်မှုကိစ္စအကုန်လုံးလုပ်နိုင်တယ်အဓိကတော့ဘာလဲဆိုတော့ကိုယ့်ပေါ်မှာကြားရောက်လာတဲ့တာဝန်တွေဝတ္တရားတွေအားလုံးကိုတစ်ခုချင်းစီတိုင်းကိုခွဲခြမ်းစိတ်ဖြာပြီးတော့မှစနစ်တကျနဲ့လုပ်ကိုင်တတ်တဲ့မျိုးသမီးတယောက်လို့ထင်တယ်ဟုတ်
Okay ဆိုတော့100ရဲ့ဘယ်လိုပြောမလဲဒီ definition မှာ not true beauty queen တယောက်ရဲ့ definition ကဘာများဖြစ်မလဲ ဟုတ် true beauty queen ရဲ့ definition ကကြတော့ဒီပေါ့နော်queen တယောက်ဆိုတာကြတော့အလားပါတရားရင်ထုတ်ပြရတဲ့ဒါအမျိုးသမီးတယောက်မဟုတ်ဘူးဒါ Treason တို့ရဲ့ action တွေ voice တွေနောက်ပြီးတော့ဒီ power တွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတွေအတွက်ဘယ်လောက်ထိကိုကရှေ့ဆောင်လမ်းပြလိလုံနိုင်လဲပေါ့နော်ဘယ်လောက်ထိဥဆောင်နိုင်လဲကိုကဘယ်လောက်ထိဒီအမျိုးသမီးတွေအတွက်ကို inspire တယောက်ဖြစ်နိုင်လဲပေါ့နော်အဲ့ဒါကအရင်အရေးကြီးတယ်ဒါက miss တယောက်မှာရှိတင်ရှိထိုက်တဲ့အရေးချင်းတွေကတခုလိုလဲ Treason အနေနဲ့ယုံကြည်တယ်အဲ့အတွက်လဲကိုယ်တိုင်အဲ့လိုမျိုးရှေ့ဆောင်လမ်းပြဖြစ်နိုင်အောင်လုပ်နိုင်အောင်ငငယ်လေးတွေကလည်းကိုယ့်ကိုပုံသွင်းပြီးတော့မှအများကြီးပြုပြင်ပြောင်းလဲပြီးပါခုချိန်ထိလဲဒါနေရပေါ့နော်ဟုတ်အကယ်လို့ကိုယ့်စီမှာ opportunity ဒါရခဲ့မယ်ဆိုလို့ရှိရင်တစ်နှစ်အတွင်းမှာဘာတွေများပြောင်းလဲသွားအောင်လုပ်ပေးနိုင်မလဲဟုတ်လုပ်ပေးနိုင်မလဲဆိုတော့ Treason ကတော့အဓိကမနေ့ကTreason နဲ့ပေါ့နော်ဒီနေ့ Treason နဲ့မတူအောင်အမြဲတမ်းပြုပြင်ပြောင်းလဲခြင်းနဲ့စိတ်အမြဲရှိရသူကိုတိုင်းလည်းအမြဲတမ်းပြုပြင်ပြောင်းလဲအမြဲ remind လုပ်တယ်ညတိုင်းပေါ့နော်ငါဒီနေ့ငါဘာလုပ်ခဲ့ပြီလဲမနေ့ကမှငါဒီထက်ပိုဘာလုပ်နိုင်မလဲဆိုတာမျိုးအမြဲခေါင်းထဲမှာအတွေးရှိတယ်ဘာလဲဆိုတော့ Treason ရဲ့အဓိကအားသာချက်တစ်ခုကအမြဲတမ်းတွေးနေရပေါ့နော် how to improve myself and how to perform better ထပ်ပြီးဘယ်လိုမျိုးတွေလုပ်နိုင်မလဲဆိုတာမျိုးပဲအမြဲတမ်းတွေးတောနေရသူကိုယ့်ကိုတိုးတက်အောင်အမြဲတမ်းတွေးနေရသူတယောက်ဆိုတော့ဒါထက်လာမဲ့ challenge တွေထက်လာမဲ့ဒါဟိုလှုပ်ဆောင်ရမယ်ကိုယ့်ဘက်မှာကြားရောက်လာမဲ့တာဝန်တွေဝတ္တရားတွေကိုတာဝန်ယူစိတ်အပြည့်နဲ့လှုပ်ဆောင်သွားဖို့စားအတွက်စိတ်ခွန်အားလည်းအပြည့်ရှိတယ်လှုပ်ဆောင်ဖို့စားအတွက်လည်းအခုတည်းကပြင်ဆင်ထားပါတယ်ဟုတ်အကယ်လို့ crown နဲ့ဒါလွဲသွားခဲ့မယ်ဆိုလို့ရှိရင်ဘာဆက်လုပ်မလဲဟုတ်တကယ်လို့ပေါ့နော်အမေကုန်းနဲ့ English လို့ဖြေလို့ရလား Yes ဟုတ်ဒီမှာလို့ဖြေနေနေရိုင်းသွားမှာကြောင်းဟုတ် last years I'm completed on the very stage but I didn't win this year I'm sure that again putting 100% effort patience and determination towards what I love so whether I won or not I hope all I hope is to inspire and empower women like me. For me, I never lose in life. I win or I learn. Thank you so much. ကျေးဇူးပါဆိုတော့ဒီ29ယောက်ထဲကတယောက်ကိုခေါင်းပေးရမယ်ဆိုသူပေးချင်တယ်ဟာစကားတွေအများကြီးတော့မပြောတော့ပါဘူးအကုန်လုံးကလည်းတော်ကြတယ်တကယ်လဲဒါ new face တွေကပြောတာပေါ့နော်ကိုတိုင်းတော့အရင်နေ့ကမလုံနိုင်ခဲ့တဲ့ဟာတွေကိုဒါပထမဦးဆုံးပွဲမှာဒါအခုဒီမဲတစ်တွေလည်းပါအဲ့တော့သူတို့အများကြီးလုံနိုင်နေဆိုတာအော်ငါတို့တောင်တလို့မလုံနိုင်ခဲ့ဘူးပေါ့နော်ဒါကိုကခမ်းဘက်ကွင်းဖြစ်လို့အတွေ့အကြုံတွေရှိလို့ဒါဘာပြင်ဆင်ရမလဲဆိုတာသိတာပေါ့နော်ဒါပေမဲ့အခုပြန်ဝဲဝင်တွေအကုန်လုံးကအရန်တော်ကြတယ်အသက်ငယ်တဲ့သူတွေလည်းပါတယ်ဒါပေမဲ့သူတို့ကိုကြည့်လိုက်လို့ရှိရင်ကိုကဝါးဖြစ်ရတယ်ပေါ့နော်အဲ့လောက်ထိကိုလုံနိုင်ကြတယ်ဒါပေမဲ့အဲ့ထဲမှာတယောက်ကိုရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့စစ်တွေကိုရွေးချယ်ခြင်းပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ပေးချက်ပေါ်မှာဘယ်လောက်သစ္စာရှိလဲသူဘယ်လောက်ထိဒါစူးစမ်းအားထုတ်ထားလဲဆိုတာခမ်းဘက်မယ်အခြေချင်းနားလဲတယ်သဘောပေါက်တယ်ကိုချင်းစာလို့ရတယ်ပေါ့နော်ဟိုဒါသူလည်းမဆုံးမနစ်တဲ့ဆိုရင်လည်းသူဆိုလို့ရှိရင်ဒါ Treason နဲ့ပို့ပြီးစီနီယာကြရဲပေါ့နော်စီနီယာကြရဲအဲ့အတွက်လည်းသူအများကြီးလုံနိုင်နေဆိုတာလည်းယုံကြည်တယ်သူ့ရဲ့ body ဒါ body ဆိုလို့ရှိရင်သူနည်းနည်းလောက်လေးပြန်ပြီး fit ဖြစ်အောင် train မယ်ဆိုရင်သူအဆင်ပြေတယ်ဒါ beauty လည်းရှိတယ်တခြားကောက်ဝက်ပိုင်းလည်းသူရတယ်အရက်မောင်းလည်းသူ့မှာ height ကလည်းရှိပြီးသားဆိုတော့အများကြီးထူးဟိုပုံသွင်းစရာတော့မလိုဘူးပေးချင်အကြောင်းလည်းသူနားလဲတယ်သူတယောက်ပေါ့နော်အဲ့ဒါဆိုတော့အဆင်ပြေတယ်တကယ်လို့သူက crown ရခဲ့မယ်ဆိုလို့ရှိရင်နောက်ကနေလည်း spoon တင်ပေးတော့မှာပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါတယ် Thank you ကျေးဇူးပါဟုတ်